လေးတိုင်းဒေသကြီးဆမ်းရသာစီမြို့နယ်ဓမ္မရဝါစုကျောင်းတိုင်းအတွင်းမိမိတို့ဆောက်လုပ်လူတန်းထားတဲ့ဓမ္မရဝါစုရာပြည့်တိန်တော်ကြီးလျင်ဘေးတန်ရောက်ပြည့်စည်ခဲ့တာကိုပြန်လည်ပြုပြင်ပြီးတော့ဒီကောင်းမှုကုသိုလ်တို့ကိုရည်ရွယ်ချခြင်းဖြစ်တယ်လူတော်ကလည်းပဲမန္တလေးရှိသင်္ကန်းကညာလေးရုံသကဝါယုံမိသားစုတွေစုပေါင်းပြီးတော့စတင်တူခဲ့ကြတာပေါ့အခုငလေးတန်းကြောင့်ပြည့်တဲ့ကာမလည်းပြည့်စည်တဲ့ကာမလည်းပဲဒီပုဂ္ဂိုလ်တွေကပဲစုပေါင်းပြီးတော့မိမိတို့လူကန်းတော်စာဝကြီးပြန်လည်အသိဖြစ်အောင်ပြုပြင်ပြီးတော့ဒုတိယအကြိမ်မြောက်ဤစေချလူတန်းနဲ့ကောင်းမှုကုသိုလ်ကိုပြုလုပ်ခြင်းဖြစ်တယ်။သိနဲ့ပတ်သက်ပြီးတော့အရင်တုန်းကလည်းပဲပြောခဲ့ပြီးပါပြီပဲ။အခုထပ်ပြီးတော့အဲ့ဒါလေးကိုလည်းပဲပြောခြင်းလို့ပါ။သိကြောင်းဆောက်လုပ်ပြီးတော့လူတာနဲ့သိလူတာနဲ့နည်းနည်းလေးရောပြီးတော့ဘုန်းကြီးတွေတရားဟောရာကနေပြီးတော့ရောတာပါလူတွေကရောတာတော့မဟုတ်ပါဘူးကျောင်းမှာသိန်ဆိုတဲ့စကားလုံးလေးရှိတယ်နော်ကျောင်းမှာသိန်သင်္ကန်းမှာတထိန်ဆိုပြီးတော့အဲ့ဒါကအရေးပါတာပြောတာထူးခြားတာကိုပြောတာကထိန်သင်္ကန်းကတခြားသင်္ကန်းအလူနဲ့မတူတာပေါ့နော်မတူတာပေါ့ထို့အတူပဲသင်္ကန်းလည်းပဲတခြားသိမဟုတ်တဲ့ကြောင်းလူနဲ့ရှင်းလိုက်လို့ရှိရင်ကွာတယ်လို့အဲ့ဒီလိုပြောရမှာနော်အဲ့တော့ကွာတယ်လို့တာပြောတာဘယ်လိုကွာတာတော့ကြတော့ဟောတာငါမကြားမိဘူးဘုန်းကြီးတရားဟောတာနော်ကွာဘယ်လိုကွာတာတော့ဆိုတော့ကထိန်မာကသင်္ကန်းကရိုးရိုးသင်္ကန်းနဲ့မတူတာကဒီကထိန်သင်္ကန်းကသူကတန်ခိကတန်ဃာကိုပဲဘုရားကလှူဝဲပြီးဘုန်းကြီးကမှတ်မပြီးအဲ့ဒါကြောင့်မို့လို့ကထင်သင်္ကန်းမှရင်တော့တန်ခိကစစ်ပဲဘာမှပြောရမလို့အတန်ဃာကိုလှူတာတန်ဃာကိုလှူတာဆိုလို့ရှိရင်အကျိုးတရားအနေနဲ့ကြီးမားတဲ့အကျိုးပေးနိုင်တယ်ဆိုတော့ဘုရားဟောတရားလေးရှိတယ်သူအဲ့ဒီဘက်ကတခြားသင်္ကန်းနဲ့ကထင်သင်္ကန်းမတူတဲ့အချက်တွေကိုတိတိတာတာဒါတော့ပြောကြပါတယ်။များလည်းဟောပါဘုန်းကြီးတွေလည်းနော်။တခြားသင်္ကန်းတွေကအာနိသင်မပေးနိုင်ဘူး။ကတိသင်္ကန်းကအာနိသင်ပေးနိုင်တယ်။အဲ့ဒီမှာလည်းပဲထူးတယ်နော်။ကဲသင်္ကြောင်းကြတော့ဒီပြင်းကြောင်းနဲ့သင်္ကြောင်းနဲ့ဘာကွာတာလို့ဆိုတာရှင်းပြီးတော့ပြောတာမရှိဘူးနော်။မရှိတော့ဒီဟာဘလို့အနေပြီးတော့ဒီသင်္အလှူကမြတ်တယ်ဆိုတာဖြစ်တာလေလို့စာပေမှာတော့ဓာတ်ရိုက်တော့မရှိဘူးပေါ့နော်ကိုယ့်အကိုစဉ်းစားပြီးတော့တွေးယူရတာပေါ့နော်စဉ်းစားပြီးယူတဲ့အခါကျတော့တခြားကြောင်းနဲ့မတူတာကတခြားဟိုယဟန်တရင်သုံးဖို့ဆောက်လို့တူတဲ့ကြောင်းကအဲ့ဒီယဟန်ရဲ့အပေါ်မှာမူတည်တယ်ဒါလေးကိုပြောချင်တယ်အဆောက်အဦကတော့အဆောက်အဦပဲလေနော်သို့တော့ဒီအဆောက်အဦကိုကြောင်းဖြစ်ဖို့ဆိုလို့ရှိရင်အဲ့ဒီအဆောက်အဦထဲမှာယဟန်ကတရင်သုံးရမယ်ယဟန်တရင်မသုံးနဲ့လူဝင်းနေရင်အဲ့ဒါအိမ်ပဲသူ့အိမ်ပဲလေနော်အိမ်ပဲအဆောက်အဦကြီးတော့စောက်ထားတယ်လူလည်းမနေဘူးယဟန်လည်းမနေဘူးပစ္စည်းပဲထားတယ်ဆိုရင်တော့ကိုယ်တော်ပဲလေကိုယ်တော်ပဲအဲ့တော့အဆောက်အဦကိုနာမည်တက်တာကိုကြည့်လိုက်လို့ရှိရင်အဲ့ဒီအဆောက်အဦထဲမှာနေတဲ့ပုဂ္ဂိုလ်တွေရဲ့လုပ်ငန်းကိုင်ငန်းကိုကြည့်ပြီးတော့သတ်မှတ်တယ်ဒီအဆောက်အဦထဲမှာသမင်းချက်တယ်ဆိုရင်ဒါစပိုအိမ်လို့ခေါ်တာပေါ့မိဖို့ကြောင့်ပေါ့နော်မိဖို့ကြောင့်ပဲလေဒီအဆောက်အဦထဲမှာဆေးကုတယ်ဆိုလို့ရှိရင်ဆေးရုံဖြစ်သွားပြီဆေးကမ်းဖြစ်သွားပြီလေအဲ့တော့အဆောက်အဦကအဆောက်အဦပဲသူကအမိုးနဲ့အကာနဲ့ခင်းလို့တာကိုအဆောက်အဦခေါ်တာလေသို့တော့အဲ့ဒီအဆောက်အဦတွင်းမှာနေတဲ့ပုဂ္ဂိုလ်ရဲ့လုပ်ငန်းကိုကြည့်ပြီးတော့မှဒီအဆောက်အဦကိုနာမည်တက်တာကိုအဲ့ဒီငါကိုအခြေခံကိုသိမှဒီသင်္ကတွဲလို့ရမှာအဲ့ဒီအခြေခံသဘောမှမသိလို့ချင်းဒီသင်ဘယ်လိုပြန်မှမသိဘူးပြောလို့လည်းမရဘူးဒီသင်ဘာကြောင့်ပြန်ရတာလဲဆိုတာကဒီသင်ဟာယဟန်နေဖို့မဟုတ်
ဘုရားလက်ထက်ကနော်ရဟန်းမနေရဘူးမှာရဟန်းဒီကံဆောင်မှုအလုံးလုံးမှုဘုရားခွင့်ပြုတာအဲ့ဒါကိုသိမှရအဲ့ဒါကြောင့်မလို့ဘုရားလက်ထက်တုန်းကသိဆိုတာဟာရဟန်းနေတာမဟုတ်ဘူးရဟန်းအလုံးလုံးမှုဟာရဟန်းဒီထဲမှာလာပြီးတော့ရဟန်းခံရင်ကမောဝါဖတ်ပြီးတော့ရဟန်းခံလို့ရမယ်ဘာလို့လာပြီးလာခွဲမှာဥပ္ပပြုမယ်ဥပ္ပပြုလို့ရတယ်ကတိန်ခင်းမယ်ဆိုရင်လည်းကတိန်ခင်းလို့ရတယ်ဒီပြင်ကိစ္စဝိဇ္ဇကံကြီးကငယ်ဆောင်တရားရှိရင်လည်းပဲဒီသိန်းထဲမှာလာလို့ရတယ်အဲ့တော့ဒီသိန်းဟာတန်ခါကံလို့ခေါ်တာပေါ့ဘုန်းကြီးခေါ်တာဘုန်းကြီးဟောဟာတာတန်ခါကတန်ခါပဲကံဆိုတာကအလုပ်ကိုပြောတာတန်ခါလေးအလုပ်လုပ်တဲ့နေရာသူကယဟန်ဒီကိုမဟုတ်ဘူးအဲ့ဒါကိုပေါ်ဘူးမှမပြောဘူးအသိကတကယ်ကအဲ့ဒါဘုရားလက်ထက်တုန်းကမနေဘူးယဟန်အလုပ်လုပ်ရတာအဲ့ဒါကြောင့်မို့လို့ငါတို့ဘုန်းကြီးတွေဥပ္ပပြုပြီဆိုလို့ရှိရင်ဘုရားကဘာခိုင်းတာတော့ဥပ္ပပြုမယ်ဆိုလို့ရှိရင်တဲ့ဥပ္ပပြုတဲ့သံဃာမကြွလာခင်တဲ့တပည့်စီကိုအရင်လဲထားပါတဲ့သိငယ်ကိုနော်တပည့်စီလဲပါတဲ့နေရခင်းထားပါတဲ့တောက်ရည်သုံးဆောင်ရည်တည်ထားပါဆိုခိုင်းတာကြီးကဘာကြောင့်ခိုင်းမှမသိဘူးခုခေတ်လူတွေခေါ်တော့လူမနေပဲနဲ့အလုံးလုံးပြီဆိုမှလာကြတာကိုအလုံးလုံးပြီဆိုတော့အဲ့တော့အဲ့လာတဲ့ခါထိုင်ဖို့တော့ခင်းရမှာလေအခုခင်းတယ်မလို့ဘူးလေကအမြဲတမ်းမင်းတို့ခင်းတာတို့လာရင်ဘယ်ရှင်ဝင်းထိုင်နေရတယ်ဟုတ်တယ်မလားတောက်ရည်သုံးဆောင်ရည်လည်းတို့ခတ်เสียမလို့ဘူးလေထဲထဲမှာရှိနေပြီရေခဲတိတောင်ရေးတွေချိုးသိနေတယ်တောက်ရည်လည်းမကားဘူးအေးတော့ချိုးကြီးတော့လောက်လို့ရသေးတယ်နော်ဖယားလက်ထက်ကပစ္စည်းသုံးဖို့လည်းအခုကိပစ္စည်းသုံးဖို့လည်းအတော့ကိုပွားသွားတွေ့လားနော်အခုကိကသိမ်းမောဘုန်းကြီးတွေတက်နေတာဟုတ်ကနော်ဘုရားတက်ကမနေဘူးသူအလုံးလုံးတဲ့ခါမှလာအလုံးပြီးရင်ပြန်ပြီးကိုเจ้าကိုတင်နော်ကိုเจ้าကိုနေတာအဲ့တော့သိမ်းဆိုတာကတန်ဃာတွေအလုံးလုံးဖို့အတွက်လှူတဲ့အဆောက်အဦအကြောင်းကြီးဒီเจ้าပေါ်မှာတန်ဃာတွေဒီအလုံးလုံးတယ်ဆိုတာကလည်းတန်ဃာကိစ္စလုံးတာဟုတ်ပါဟုတ်တယ်မလားတန်ဃာနဲ့ပတ်သက်တဲ့လုပ်ငန်းလုပ်တာဟိုပုဂ္ဂလိကလုပ်ငန်းမဟုတ်ဘူးလို့ပြောတာအဲ့ဒါကလည်းပဲသဘောပေါက်မှဟုတ်လားနော်ပုဂ္ဂလိကလုပ်ငန်းမဟုတ်ဘူးတန်ဃာအားလုံးနဲ့ဆိုင်တဲ့လုပ်ငန်းကိုဒီမှာအဆောက်အဦတွေမှာလာလို့ရတာကွာဒီပြည့်နေရလုံးလို့မရလို့အဲ့ဒီလိုဘုရားကတတ်မပေးတာတန်ဃာတွေအားလုံးနဲ့ဒါကြောင့်မို့လို့သိမ်ကျောင်းဆိုတာကတန်ဃာတွေအလုံးလုံးဖို့အတွက်ဆောက်လို့လှူဒန်းထားတဲ့အကြောင်းတန်ဃာတွေလုံးလုံးတဲ့အခါမှာချမ်းချမ်းသာသာနဲ့အလုပ်ကိုလုပ်နိုင်အောင်လို့လှူတဲ့အကြောင်းအဲ့ဒီလိုကြည့်လိုက်တော့မှသိမ်ကမြတ်တယ်ဆိုတာအဓိပ္ပာယ်ပေါ်တာလေကိုမြတ်တယ်ဆိုတာကြီးကကိုရတာကြီးနဲ့ပြရောတာကြီးကိုတော့မတွက်နဲ့ကိုလှူရတဲ့လုပ်ငန်းရဲ့အကျိုးသက်ရောက်မှုကိုကြည့်ပြီးတော့မှမြတ်မပြတ်ကတွက်ရတာကိုလှူရတဲ့ပစ္စည်းကဟိုဘက်မှာအကျိုးဘယ်လောက်သက်ရောက်သွားတယ်လဲဆိုကြည့်ရတယ်နော်ဘာမှအကျိုးသက်ရောက်မှုဆိုရင်ဘာမှမမြတ်ဘူးမရှင်းတာပဲငါတို့ကဒါပြောင်းပြောတာတချို့လှူရတာလေလှူတဲ့ကုသိုလ်ရရင်ရမှာပေါ့နော်ကုသိုလ်ရမှာကုသိုလ်တော့ပဲရမှာလို့မှလားဒီကုသိုလ်ကကိုလှူတဲ့လုပ်ငန်းကြီးကရှိမှအကျိုးပေါ်လာရမယ်လေအဲ့ဒီပေါ်လာတာကမှကိုမျက်စိနဲ့မြင်ရတာဟိုသိပြီးရပါကြီးကမမြင်ရဘူးလေသိလည်းမသိဘူးလေအဲ့ဒါကိုတွေ့ရမှာတိန်ဆိုတာဘုရားလက်ထက်ကတိန်ကအဲ့ဒီလိုသိဒါကြောင့်မို့လို့အဲ့ဒါမင်းတို့တပြည့်စီလဲရမယ်တဲ့ဒီရခင်းရမှာရဲ့တောက်ရည်သုံးဆောင်ရည်ဒီထားရမယ်ခိုင်းတာအဲ့ဒါတွေဘာကြောင့်ခိုင်းအခုခေတ်ကိုတော့လေးတွေမသိတော့ဘာကြောင့်ခိုင်းမှမသိဘူးသူတို့အဲ့ဒီလုံကမရှိတော့ဘူးလေပွဲသွားပြီအဲ့ဒါကိုသိမှဘုရားလက်ထက်တုန်းကတိန်ဆိုတာကနေဖို့မဟုတ်ဘူးတန်ဃာတွေအလုံးလုံးဖို့အဲ့တော့ဒီသိမ်ပေါ်မှာလာပြီးတော့တန်ဃာတွေကတန်ဃာကောင်ဆောင်လိုက်လို့ရှိရင်ရဟန်းခံလို့လည်းရတယ်ကတိကဲလို့လည်းရတယ်တန်ဃာနဲ့ပတ်သက်ပြီးတော့အာဘသိလို့အာဘဖြစ်ခြင်းတပတ်ဆိုလည်းဒီသိမ်မှာလာပြီးဖြည့်လို့ရတယ်အဲဘယ်တော့ကောင်းလို့အဲ့ဒီလုပ်ငန်းတွေလုပ်မယ်ဆိုရင်ပေါ့နော်အားသိကောင်းလားအဲ့ဒါမှဒီသိမ်လူရတာကြီးကအကျိုးရှိတာအဲ့ဒီကြတော့အစောအုံးနဲ့ကွာသွားပြီတွေ့လားဒီပြင်အစောအုံးနဲ့လေဒီပြင်အစောအုံးကလုံးလုံးရဘူးလေကွာဒါပဲလုံးလို့ရရလေအဲ့ဒါမှအကြောင်းမှသိမ်ကပေါ်မှာလေဒါမှမပေါ်တော့ဘူးလေကွာဘုန်းကြီးတက်တဲ့ယုံလေးကတော့ဘယ်ဟိုဟာလည်းနေလို့ရဟိုကပိုးတော့သိမ်းကြသေးတယ်ဒီကြောင်းကမင်းတို့သိမ်းနေတာလားပါဟုတ်တယ်မလားမင်းတို့သိမ်းနေတာလေကျန်တဲ့ကြောင်းတွေကနော်ဒါလင်္ကာဓာတ်တွေလေတရားကောင်းလေးနဲ့ဓာတ်တွေကလည်းနဲ့ကမင်းတို့ဘာမှမရှိဘူးလေကတော့မရှိဘူးဟုတ်တယ်မလားအဲ့ဒါကိုပြောတာဒီလုပ်ငန်းပေါ်မူတည်ပြီးကြည့်ရမှာညမပြတ်တာဒီလုပ်ငန်းပဲခုနကကြောင်းလည်းပဲငါပြောအောင်မယ်ခုနကြောင်းဆိုတာကလည်းဘုန်းကြီးကတက်နေရမှာတက်နေုံနဲ့ကြောင်းဖြစ်သလားဆိုတော့မဖြစ်ဘူးအခုကတော့ဖြစ်တာပေါ့နော်ဘုရားတက်ကတော့မဖြစ်ဘူးအခုကတော့ဘုန်းကြီးတက်နေကြောင်းဖြစ်ပါလေဘုရားခိုင်းတာကပရိယပฏิပတ်လုပ်ငန်းလုပ်ရမယ်လို့ခိုင်းတာအဲ့ဒီကြောင်းပေါ်မှာ
အဲ့ဒီတက်နေတဲ့ဘုန်းကြီးကပရိယတော်လာကောင်ပฏิပတ်တော်လာကောင်လုံးရတယ်အဲ့ဒီအလုံးလုံးမှအဲ့ဒီကြောင်းတာကအကျိုးရှိတာအဲ့ဒီတက်နေတဲ့ဘုန်းကြီးကပရိယလည်းမလို့ပฏิပတ်လည်းမလို့ဆိုရင်တော့မင်းတို့လူတဲ့ကုသိုလ်ရရမှာပဲအကျိုးကတော့မရှိဘူးဒါရှင်းတာပဲဟုတ်တယ်မလားအဲ့ဒါကိုသိရမှာအဲ့ဒါကြောင့်မလို့ကြောင်းတင်မယ်ဆိုရင်ဘုန်းကြီးရွေးတင်လို့ဘုရားပြောပြီးသားဘုရားပြောတဲ့စကားနားမထောင်ကြတာဘုရားပြောပြီးသားရွေးတင်တဲ့ကိုကြောင်းဘုန်းကြီးပြတယ်မယ်ဆိုရင်ဘုန်းကြီးကအလုံးလုံးမဲ့ဘုန်းကြီးဟုတ်ကလားပရိယလုံးဟာလားပฏิပတ်လုံးဟာလားရွေးတင်လိုက်လုံးမှာဆိုရင်တော့ဟုတ်တယ်ကိုကြောင်းတို့တာအကျိုးရတယ်မလုံးရင်တော့မရဘူးကြောင်းလည်းမဖြစ်ဘူးရှင်းရှင်းပြောရလို့ရှင်မဖြစ်ဘူးကြောင်းကအဲ့ဒါပဲသိင်ကလည်းအဲ့ဒီတိုင်းပဲခေါင်းကသံဃာကံတွေဆောင်းမှလုံးမှဒါသိဖြစ်တာမင်းတို့ဒီကြောင်းကြီးတည်းဘာမှမလုံးဆိုရင်ဘာမှမဖြစ်ဘူးဒါရှင်းတာပဲမင်းတို့ကတခါကြီးနေမလို့ပြောတာနော်အဲ့ဒီလိုတွေ့ရမှာအကျိုးဆိုတာအဲ့ဒါပြောတာကြာနော်အဲ့ဒါကိုလို့သိမှမင်းတို့လူရတာအကျိုးရှိတာဟုတ်တယ်မလားအဲ့ဒီလိုဟောဘုရားလက်ထက်ကသိမ်မြတ်တယ်ဆိုတာကဒီသိမ်ဟာတခြားကျောင်းတွေမှာလုပ်လို့မရတဲ့လုပ်ငန်းဒီထဲမှာပဲလာလုပ်လို့ရအဲ့ဒီလိုထူတာနော်အဲ့ဒီလိုထူတာအဲ့ဒီလုပ်ငန်းလုံးမှဒီသိမ်လူရတဲ့တကားတွေတွေ့လည်းပဲအကျိုးရှိတာနော်အဲ့ဒါလေးကိုသိပြီးတော့ရည်သက်ကြလူရမှာနော်ကဲလို့ရည်သက်ကွက်ကံဒီလိုက်ဆို